Hello တူတူဂျာမန်ဟက်ကနေပြီးကြိုဆိုလိုက်ပါတယ်ပေါ့နော်ဒီနေ့နောက်ထပ်ဂျာမန်ဗီဒီယိုလေးနံပါတ်2ပေါ့နော်နံပါတ်2ဗီဒီယိုလေးပါပထမရက်ကတော့ဂျာမန် A to Z alphabet ဘယ်လိုအတန်ထွက်လဲ pronunciation လေးပေါ့နော်အခုတစ်ခေါက်ကကြာတော့ double buka ဆိုပြီးတော့တရ2ဆင့်နေပေါ့နော်တရ2ဆင့်ကိုမြင်လို့ရှိရင်ဘယ်လိုအတန်ထွက်ရမလဲဆိုတဲ့ဟာမျိုးပါအောက်မှာရေးပြထားတယ်ပေါ့နော်အစင်တစ်ရေးလိုက်တော့ရေးနေကြားနေမှာဆိုလို့ပေါ့နော်ဒီမှာကျမတို့ဒီစကားလုံးတွေထဲမှာဒီလိုနှလုံးပေါ့နော်တရနှလုံးပါလာရဲဆိုလို့ရှိရင်ကျမတို့တဒံမန်းထွက်မှာပေါ့နော်နှလုံးမြင်လဲတဒံမန်းထွက်ရမယ်ဒီမှာဆိုလို့ရှိရင် R နဲ့ E ဒါမှမဟုတ်လို့ရှိရင် A နဲ့ E အဲ့ဒါမျိုးဆိုလို့ရှိရင်ကျမတို့ I လို့တန်ထွက်ပါမယ် I ဒါအားလေးပါနော် I လက်ရေးမလှတာနည်းနည်းသိခံမိပါနောက်တစ်ခုကကျတော့ဒီမှာက A A နဲ့ U နဲ့ဆိုလို့ရှိရင် A U ဆိုလို့ရှိရင် I လို့တန်ထွက်ပါတယ်ခဏနော်ဒီဘက်ကဥစားမျိုးဒီအောက်ကလေးရှင်ခဏပြန်သွားလိုက်မယ် I ပြီးတော့ဒီမှာ R နဲ့ U နဲ့ဆိုလို့ရှိရင် R U လို့တွေးလို့ရှိရင်ကျမတို့ကအောင်ဆိုပြီးတော့အတန်ထွက်ရပါမယ်နော်အောင်ဆိုပြီးတော့အတန်ထွက်မှာပဲဒီမှာနောက်တစ်ခုကကြတော့ A U ဒါမှမဟုတ် A ဒီမှာဟိုဥမလောက်လေးပေါ့နော်ဥမလောက်လေးပါဆို A U အဲ့လာကိုတွေးလို့ရှိရင် oin ဆိုပြီးတော့အတန်ထွက်ရပါတယ်ဒီကတော့ EA ကိုတွေးလို့ရှိရင် E ဆိုပြီးတော့အတန်ထွက်ရပါမယ်ပေါ့နော်ဒီဟာလေးပေါ့နော် I on oin E အဲ့လိုမျိုးလေးပေါ့နော်အောက်မှာဒီမှာဟို I ရဲ့ဒီနှစ်ခုကတူတူပဲပေါ့နော် I နဲ့ AE နဲ့တွေးလို့ရှိရင် I ဆိုအတန်ထွက်လေးအဲ့ဒါကျမ AE ကိုပဲရေးပြထားတယ်ပေါ့နော်ဒီမှာဆိုလို့ရှိရင်AE ကိုတွေးလို့ရှိရင်ကျမတို့ I ဆို S နဲ့ပေါင်းလိုက်တဲ့အတွက်ကြောင့်မို့လို့ကျမတို့ ice ရေခဲမုတ် ice ဆိုပြီးတန်ထွက်လိုက်ပါပေါ့နော်သူရဲ့အဓိပ္ပာယ်ကရေခဲမုတ်နောက်ခုဆိုလို့ရှိရင်ဒီမှာEI ဆိုလို့ရှိရင် I ပေါ့နော် I ဒါမဲ့ရှေ့က K ရှေ့က K မဟုတ်ဘူးနော်ခါနဲ့L နဲ့ပေါင်းလိုက်ဆိုလို့ရှိရင် climb ဆိုအတန်ထွက်လိုက်ပါတယ်အင်ကြီးပါနော်နောက်တစ်ခုကကြတော့ဒီမှာကျမတို့ဟိုအာဥရဲ့ example လေးပေါ့နော်အာဥဆိုလို့ရှိရင်အောင်ဆိုပြီးတော့အတန်ထွက်ပါမယ်အဲ့တော့အာဥဆိုအောင် G A ဆိုခဲအောင်ကမျက်စိလို့အဓိပ္ပာယ်ရပါတယ်နောက်တစ်ခုကကြတော့ဒီမှာတရဆိုလေကျမတို့ကဘယ်နှလုံးပါလဲဒီမှာဆိုရင်နှလုံးပါဆိုနှစ်တန်ထွက်ပေါ့နော်ဒါကတစ်လုံးဆိုရင်နှစ်တန်ပေါ့နော်အောက်မှာအဲ့ဒါကျမရေးထားပြီးတော့အဲ့ဒါလေးထပ်ရှင်းပြပါမယ်ပေါ့နော်တရတစ်လုံးပါတတန်နဲ့ထွက်မယ်နှလုံးပါနှစ်တန်ပေါ့နော်ဒီမှာဆိုတစ်လုံးနဲ့ဒီမှာဆိုအာဥဆိုလို့ရှိရင်ကျမတို့အောင်ဘီနဲ့ပေါင်းလိုက်တော့ pouch ဆိုပြီးတော့သူ့ရဲ့အဓိပ္ပာယ်အတန်ထွက်တယ်ပေါ့နော် pouch ဆိုတန်ထွက်တယ်သူ့ရဲ့အဓိပ္ပာယ်က bite ပေါ့နော်နောက်တစ်ခုဒီမှာဒီဥစ္စာပြောနောက်တစ်ခု A ကိုတန်ထွက်ရင် oin ဒီမှာဆိုလို့ရှိရင် A က oin ဒီမှာဆိုလို့ရှိရင်နောက်ကဒီမှာနောက်ထပ်ဘာဝယ်တစ်လုံးပေါ့နော်ဘာဝယ်တစ်လုံးအတန်ဟိုနောက်တစ်လုံးပါရတဲ့အတွက်ကြောင့်မို့လို့နှစ်တန်ပေါ့နော်ဒါဆို I သူ့ရဲ့အဓိပ္ပာယ်က euro ပေါ့နော် euros အတန်ထွက်တယ်နောက်တစ်ခါကျတော့ဒီမှာဆိုလဲဘာဝယ်ကဒီမှာဆိုလို့ရှိရင်တစ်လုံးဒီမှာဆိုလို့ရှိရင်တစ်လုံးဒီမှာတစ်လုံးပေါ့နော်နှလုံးဒီမှာဆိုလို့ရှိရင်သူက oin အရှိကစနဲ့ပေါင်းလိုက်တော့ swine ဒီမှာရှိက fruit swine လေရင်ပေါ့နော်လေရင်ပြန်ပေါ့လေရင်လို့ပြောတာပါနော်အဲ့တော့ဟိုသူတို့ရဲ့အတန်ထွက်လေးတစ်ချက်ပေါ့နော်ဟိုထပ်ပြီးတော့ဟိုအစင်ပြောင်းလို့ကျမအတန်ထွက်လေးဖွင့်ပြမယ်ပေါ့နော်အဲ့တော့ဟိုအခုဖွင့်ပြတဲ့အတန်ထဲမှာဆိုသူတို့အရှိကလေဟို article လေးပါတယ် dash တို့ D တို့ပေါ့နော်ဓာတိ dash ပါတယ်ဒါပေမဲ့အဲ့လာတွေကနောက်သင်ခန်းစာမှာဓာတိ dash အကြောင်းလေးရှင်းပြမယ်ပေါ့နော်အခုလောလောဆယ်နောက်ကအတန်ထွက်လေးပေါ့article ခဏမျိုးနောက်ကအတန်ထွက်လေးတစ်ချက်နားထောင်ပေးပါပေါ့နော်ဒီကနေစဖွင့်ပြမယ်အတန်ထွက်လေးနော်ရေခဲမုတ်ကနေစဖွင့်ပြမယ်
Das Eis. Das Eis. နှစ်ခေါက်နော်နှစ်ခေါက်ဖွင့်ပြမယ်နော်နောက်တစ်ခါကျတော့အင်ကြီး Das Kleid. Das Kleid. das client အင်ကြီးနော်နောက်ဒီမျက်စိအတွက်ဖွင့်ပြပါမယ် Das Auge. Das Auge. မျက်စိနောက်တစ်ခါကျတော့ bite အတွက်ပါနော်ဒီ bite အတွက်ဖွင့်ပြပါမယ် Der Bauch. ဒါပေါက်ပေါက် Der Bauch. ဒါပေါက်နောက်တစ်ခါကျတော့ဒီ euro အတွက်ဖွင့်ပြပါမယ် Der Euro. Der Euro. နော်နောက်တစ်ခါကျဒီလေရင်အတွက်ဖွင့်ပြပါမယ် Das Flugzeug. blue side Das Flugzeug. blue side နောက်တစ်ခါကျဒီမှာလေးတစ်ခုကြံသွားတယ်အဲ့မြဲတယ်မယ်နှစ်ခါရိုက်နှစ်ခါကြံမယ်အဲ့ဒီနောက်တစ်ခုကကြတော့EA ရဲ့ဒီ example လေးတစ်ခုကြံသွားတယ်เนาะ EA ကို E လို့တန်ထွက်ပါတယ်ဒီမှာ EA ကို E အဲ့တော့ဒီမှာ EA ပေါ့เนาะ EA ဆိုတော့ E ခင်းနဲ့ခါနဲ့ပေါင်းလိုက်တော့ခနီးဆိုပြီးတော့ဒူးကောင်းဖြစ်သွားပါတယ်ပေါ့เนาะနောက်တစ်ခုကကြတော့ဒီမှာဆိုလို့ရှိရင် EA ဆိုလို့ရှိရင် E ရှေ့က SP နဲ့ပေါင်းလိုက်တော့ speaker ဆိုပြီးတော့တန်ထွက်တယ်ပေါ့နော်သူရဲ့အတိတ်ပဲမှန်ဖြစ်တယ်ပေါ့နော်လက်ရေးလေးတွေအောင်မလှပါဘူးပေါ့နော်နည်းနည်းသိခံပြီးတော့ဖြည့်ပေးပါအဲ့တော့အဲ့ဒီဟာလေးအတွက်လည်းဒီအတန်အတွက်လေးဖွင့်ပြပါမယ်ပေါ့နော်နှစ်ခေါက်ဖွင့်ပြပါမယ်တေချာနားထောင်ပေးပါအရှိကဓာတ် dust တွေကတော့နောက်မှရှင်းပြပါမယ်ပေါ့နော်အဲ့လာလေးဖယ်ပြီးတစ်ချက်နားထောင်ပေးပါပေါ့ Das Knie. နောက်တစ်ခေါက်ဖွင့်ပြပါမယ် Das Knie. ခနီးဒူကောင်းနောက်ဒီမှန်အတွက်ဖွင့်ပြမယ်ပေါ့နော်မှန်အတွက်ဖွင့်ပြပါမယ် Der Spiegel. Der Spiegel Der Spiegel. Der Spiegel တဲ့မှန်အတွက်ပေါ့နော်ဒီနေ့ကတော့ဒီဘာဝယ်နှလုံးစင်လေးပါလို့ရှိလို့ရှိရင်ဘယ်လိုအတန်ထွက်မလဲဆိုတဲ့ဟာလေးပေါ့နော်ဗီဒီယိုအရင်ရှိအောင်မရိုက်တော့ပါဘူးရိုက်လိုက်တယ်ဆိုလို့ရှိရင်ပြတ်သားနဲ့ပြင်းတောင်းနဲ့ဆိုလို့ရှိရင်လည်းမလွယ်တော့လေအတူလေးပဲရိုက်လိုက်ပါမယ်နော်ဒါဒီနေ့ကတော့ဒီလိုမျိုးဘာဝယ်နှလုံးတွေပါလာလို့ရှိရင်တတန်မဲထွက်ရမယ်ဆိုတဲ့အကြောင်းလေးကိုပြောပြတာပေါ့နော်ကျေးဇူးတင်ပါတယ်နောက်တူဂျာမန်ဟက်ကနေပြီးတော့တခြား post တင်ထားတာလည်းရှိပါတယ်သွားဖတ်ကြည့်လို့ရပါတယ်ပေါ့နော်ကျေးဇူးပါ